နဲ့ပြီးတော့ကျမကတော့ဇောက်တုံဖြစ်ပါတယ်ကျမယောဂရောဘကဖြစ်ပါတယ်ပြီးတော့ကျမကဒီစင်အိမ်မှာရောက်တာနှစ်တော့ရှိပြီကျမပြီးတော့အခုဘယ်လိုပြောမလဲဒီဝင်လာရာချတန်ပင်းနဲ့လူမျိုးအတွက်ပေါ့အဲ့လိုမျိုးတန်ပင်းနဲ့လူမျိုးအတွက်ကိုလည်းအတန်းတန်းဆုံးပါဝင်မယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်နဲ့စင်ဝင်လာတယ်ပြီးတော့တင်တန်းနေတက်တဲ့ချိန်မှာလဲကျမတို့ကအမျိုးသမီးတွေဆိုတော့အခက်အခဲတွေကတော့အမျိုးစုံခုနကပူပြောတယ်လို့ပေါ့ပြီးတော့မိန်းကလေးတွေဖြစ်တဲ့အတွက်မိန်းကလေးကတော့ယောက်ျားလေးတွေကြားမှာနေရတယ်ဆိုတော့ဘယ်လိုပြောမလဲအထူးသဖြင့်တန်ရှင်းမှုတန်ရှင်းနေဖို့လိုတယ်ဆိုတော့ဘယ်လိုပြောမလဲဒီတန်ရှင်းမှုတွေလိုတယ်ပြီးတော့မိန်းကလေးတွေကတော့အထူးသဖြင့်ယောက်ျားလေးတွေနဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကမတူညီတဲ့ခါကျတော့အခက်မျိုးစုံတော့ကြုံခဲ့တာပေါ့တင်တန်းနေပါလိတက်တဲ့ရှင်ဆိုရင်တော့ပြီးတော့အထူးသဖြင့်မိန်းကလေးတွေကတော့အဲ့လိုမျိုးတန်ရှင်းမှုတွေလိုတယ်ပြီးတော့တန်ရှင်းမှုတွေလိုတဲ့အကြောင်းမှာပြီးတော့ကိုကလည်းပတ်စံနေလိုတယ်ပတ်စံနေလို့တော့ပစ္စည်းတွေဝယ်ဖို့ဆိုတော့ပတ်စံနေလိုတယ်ပြီးတော့အဲ့ဒီပတ်စံမရှိတော့ဘာမှလည်းဝယ်လို့မရပြန်ဘူးအဲ့လိုမျိုးဆိုတော့အထူးသဖြင့်အတွန်းခံနေပေါ့အဲ့လိုမျိုးတွေလည်းလိုတယ်ပြည်သူဖက်ကကိုညီမပဲကျမတို့လည်းရက်တည်နေမှာဆိုတော့ကျမတို့လည်းတနန်တလောက်ဖက်ကနေပေါ့ကိုညီပေးကြတဲ့အတွက်လည်းကျေးဇူးတင်တယ်ပြီးတော့ဒီချက်ဖက်ကကျမတို့အတွက်လိုအားရဟာကိုပြည်သူဖက်ကကိုညီပေးဖို့လဲတောင်းဆိုရှင်တယ်အခုကျမတို့ကမင်္ဂလေးဖြစ်တဲ့အလျောက်အမျိုးမျိုးပြီးတော့မိခလေးကတော့အတွင်းခံနေမကဘဲနဲ့ပေါ့နော်အလားကုန်ပစ္စည်းတွေရောအဲ့လိုမျိုးတွေမိခလေးရောမျိုးစုံဝယ်စားပစ္စည်းတွေလည်းဘယ်လိုပြောမလဲများတယ်ဆိုတော့အပေါ်မှာနွေရတီဆိုတော့ဆန်ခရင်တို့ဟာတို့ကအစားပေါ့တွင်နွေရတီဆိုလဲပူပြန်တော့နွေရတီအဝတ်အစားတို့အဲ့လိုမျိုးစပန်းတို့ပြီးရင်ဆန်ရတီဆိုရင်လဲဆောင်းရအနွေထေတွေလိုတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့တခါအခုပြည်တွင်းပြည်ပကလည်းကျမတို့အတွက်ဝင်ပေးကြပါတယ်ပြီးတော့အဲ့လိုမျိုးအင်ဂျီတွေကအစားပေါင်းပြီးဘယ်လိုပြောမလဲအတွင်းခံနေလဲအဲ့လိုမျိုးလူပေးပြီးတော့လူပေးရဟာတွေလည်းရှိတယ်ပြီးတော့တခါတလေကျတော့ဘယ်လိုပြောမလဲသူတို့ကပစ္စည်းတွေနဲ့လာလူလို့ရှိရင်တော့ကျမတို့အတွက်တော့နည်းနည်းအခက်အခဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကမင်းကလေးဆိုတာထက် site တွေကမတူတော့လဲအဲ့လိုမျိုးအတွန်းခံလို့ဆိုရင်တော့တခါတလေကျရင်တော့အရန်ကြီးတဲ့ဟာရှိပြန်တယ်တခါတလေကျရင်တော့အရန်သေးတဲ့ဟာရှိပြန်တယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ပြီးတော့တခါအယောင်တူတွေလေးရှိတဲ့ခါကျတော့ကျမတို့ရေချိုးပြီးလို့ရှိရင်တော့အဲ့လိုမျိုးတခါတလေလှမ်းနေပေါ့နော်လှမ်းတဲ့ချိန်မှာလဲသူပစ္စည်းကိုပစ္စည်းဆိုတာချက်အယောင်တွေကတူနေတော့လေအဲ့လိုမျိုးတွေအခက်အခဲရှိတယ်အင်ဂျီဆိုရင်လည်းအဲ့လိုမျိုးကိုအနွေထေတော့လာလူပြီးတာဆိုရင်လည်းအယောင်တွေလေးတူတယ်ပြီးတော့တချို့ကအဲ့လိုမျိုးမဝဲမိတဲ့ဟာဒီမျိုးလေးအဲ့လိုမျိုးလေးရှိတယ်ဖြစ်နိုင်တော့အခုကျမတို့အတွက်အဲ့လိုမျိုးကိုငင်ပေးမယ်ဆိုရင်လည်းပတ်စံနဲ့ပေါ့နော်ကျမတို့ဘယ်လိုပြောမလဲပတ်စံနဲ့အဲ့လိုမျိုးကိုကြိုက်တဲ့ဟာဆိုတာချက်ကိုနဲ့စိုက်တော်တဲ့ဟာတွေမျိုးအဲ့လိုမျိုးတွေဝယ်ကျမတို့အကုန်လုံးကပေါ့အဲ့လိုမျိုးလိုချင်တယ်ပြီးတော့အခုကတဖြည်းဖြည်းနဲ့ရေးမေတွေလည်းလွင်အားလည်းတိုးလာတယ်ဆိုတော့အရင်ကဆိုတော့ဘယ်လိုပြောမလဲအထင်90အထင်100လောက်နဲ့ဆိုတော့အဲ့လိုမျိုးတွေပြီးတော့အခုကတဖြည်းဖြည်းများလာတော့ပတ်စံတွေလည်း
အဲ့လိုမျိုးများတော့မှာပေါ့နော်ကျမတို့အတွက်အဲ့လိုမျိုးပြီးတော့အခုကျမတို့ကမင်းကလေးဖြစ်တယ်ဆိုတော့မိမသားဖြစ်တဲ့အတွက်လိုအပ်တာတော့အမျိုးမျိုးရှိတယ်ပြီးတော့အခုကျမတို့စာဝတ်နေရေးကအစပေါ့ဒီသူတွေကျမတို့ကိုငီပေးလို့တာအခုချင်းထိကျမတို့လည်းဒီလိုမျိုးဒီအခြေအနေအထိရည်တည်နေတာဖြစ်တယ်ပြည်သူတွေကိုလည်းအထူးပြည်တွင်းပြည်ပမှာရှိတဲ့ကျမတို့ကိုငီပေးတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ်ပြီးတော့ကျမတို့ကဒေါ်လာကျမတို့ကတော့ဘာမှလုပ်နိုင်တာမရှိဘူးဒီတန်းပင်တဲ့လူမျိုးအတွက်ကိုချင်းလူမျိုးအတွက်အသက်ပေးပြီးတော့လုပ်တာပဲကျမတို့ကတတ်နိုင်တယ်ပြီးတော့အခုကျမတို့ကိုကူညီပေးတဲ့သူတွေအကုန်လုံးလဲကိုရန်ဒေါ်လာရေးမှာမပါဝင်နိုင်တော့မှပတ်စံနဲ့တစ်ချက်နဲ့ပဲဖြစ်ကျမတို့ကူညီပေးတာလဲကျမအနေနဲ့ပေါ့နော်ဒေါ်လာအဲ့ဒါလဲကိုရန်ဒေါ်လာရေးမှာမပါဝင်နိုင်တော့မှကျမတို့ကူညီပေးတဲ့ပတ်စံအတွက်နည်းများကျမတို့အတွက်ကူညီပေးတာနဲ့ပဲဒေါ်လာရေးလုပ်တယ်ဆိုပြီးတော့ကျမတို့အတွက်ပါဝင်ပေးတယ်ဒေါ်လာရေးလုပ်တာအဲ့ဒါကိုလည်းဒေါ်လာရေးလုပ်တာပဲဖြစ်ပါတယ်ဆိုပြီးတော့ပြောချင်တယ်ပြီးတော့ကျမတို့ကိုကူညီပေးကျမတို့ကိုကူညီပေးတာလဲအလကားဖြစ်မှာမဟုတ်ဘူးဖျက်တခင်ကအစတရားနဲ့ကောင်းချီးပြန်ပေးကြမှာပါပြီးတော့ကျမလည်းအဲ့လိုမျိုးအခုချီလိုမီဒီယာမှာမပြောပထမတစ်ခေါက်ပြောဖို့ရအခုနဲ့စနော်ဒုတိယအကြိမ်မြောက်ပေါ့ပြီးရအဲ့လိုမျိုးကျမတို့ကဒီလိုမျိုးအထူးတစ်ဖြစ်ပေါ်ကျမစနော်သူများတွေလို့စကားမပြောတတ်ဘူးဘယ်လိုပြောမလဲအခက်ရှိတယ်အခုလိုပြည်သူတွေနဲ့လည်း Zoom ပေါ်ကနေအဲ့လိုမျိုးစကားပြောတာဘယ်လိုပြောမလဲကျမအတွက်တော့အခက်ရှိတယ်ပြီးတော့ကိုယ့်ဘာသာစကားလည်းမဟုတ်တဲ့ခါကျတော့ပြောမဆိုမရှိခဲ့တာရှင်လဲနားလေပေးကြပါပြီးတော့တောင်းပန်ပါတယ်